ပြောစရာကောင်းတဲ့အလူကြွရောက်လာကြသောပရိသတ်အပေါင်းတွေကိုယူလိုဝမ်းမြောက်ဆုံးချိန်သေးညံစုဒုဗန်ဝိုင်းနဲ့မင်္ဂလာတွေယူ OCT လုံးမြိုင်ဆိုင်ငါတမှုပြောစရာလူအိုပြောစရာလူအားလုံးပြောတဲ့အလူတကယ်ကိုစံပြလူစေတနာတရေမွေးပြန်လို့ကျူတရာအကောင်းနဲ့အလူတနေ့လုံးရဲ့အားကြစရာဒီလူတကယ်ကိုစံပြလူစေတနာတရေမွေးပြန်လို့ကျူတရာအကောင်းနဲ့အလူနေပြီမလားပြင်ဆင်ထားတဲ့ဒီလူအောင်စီတဲ့အောင်မောင်နဲ့အောင်ရမင်္ဂလာရီအောင်လန်တလူလူစီကပိုင်မြေလို့ရခမ်းနာတဲ့အလူအမျိုးသားမျိုးသမီးတွေပြောကြည့်ပြောတဲ့အလူရှင်နီးရဝေးလူကြီးခလေးမကြမ်းလာသမျှပေးကံကျွေးစမ်းမညူဘူးနေပါဤမလို့ပြောစီတယ်တညံ့ညံ့မစေဒါနာဘွေစင်ရွယ်လို့ကိုတို့ယူအမခန့်လောက်ပြထူတဲ့လူပြောစရာကောင်းတဲ့အလူပြောစရာကောင်းတဲ့အလူကြွရောက်လာကြသောပရိသတ်အပေါင်းတွေကိုယူလိုဝမ်းမြောက်ဆုံးချိန်သေးညံစုဒုဗန်ဝိုင်းနဲ့မင်္ဂလာတွေယူ OCT လုံးမြိုင်ဆိုင်ငါတမှုပြောစရာလူအိုပြောစရာလူအားလုံးပြောတဲ့အလူတကယ်ကိုစံပြလူစေတနာတရေမွေးပြန်လို့ကျူတရာအကောင်းနဲ့အလူတနေ့လုံးရဲ့အားကြစရာဒီလူတကယ်ကိုစံပြလူစေတနာတရေမွေးပြန်လို့ကျူတရာအကောင်းနဲ့အလူနေပြီမလားပြင်ဆင်ထားတဲ့ဒီလူအောင်စီတဲ့အောင်မောင်နဲ့အောင်ရမင်္ဂလာရီအောင်လန်တလူလူစီကပိုင်မြေလို့ရခမ်းနာတဲ့အလူအမျိုးသားမျိုးသမီးတွေပြောကြည့်ပြောတဲ့အလူရှင်နီးရဝေးလူကြီးခလေးမကြမ်းလာသမျှပေးကံကျွေးစမ်းမညူဘူးနေပါဤမလို့ပြောစီတယ်တညံ့ညံ့မစေဒါနာဘွေစင်ရွယ်လို့ကိုတို့ယူအမခန့်လောက်ပြထူတဲ့အလူတနေ့လုံးရဲ့အားကြစရာဒီလူတကယ်ကိုစံပြလူစေတနာတရေမွေးပြန်လို့ကျူတရာအကောင်းနဲ့အလူတနေ့လုံးရဲ့အားကြစရာဒီလူတကယ်ကိုစံပြလူစေတနာတရေမွေးပြန်လို့ကျူ
တိတို့လို့ရွှေမဝေမရွာတဲ့နေနှစ်ဖက်တော့ဆွေမျိုးအားလုံးအပျော်ကြီးပျော်တဲ့နေလောမောတိတာနေဂုံယူတဲ့နေအလူတကအလူမရွှေလန်းတက်ကြွအလူပိရတာအပျော်ကြီးပျော်တဲ့နေအလူကြီးပေးတဲ့နေအလူကြီးပေးတဲ့နေအလူကြီးပေးတဲ့ဒီနေ့လေးမှာမိသားစုတွေအားလုံးပျော်တဲ့နေကျက်တီတို့လို့ရွှေမဝေမရွာတဲ့နေနှစ်ဖက်တော့ဆွေမျိုးအားလုံးအပျော်ကြီးပျော်တဲ့နေလောမောတိတာနေဂုံယူတဲ့နေအလူတကအလူမရွှေလန်းတက်ကြွအလူပိရတာအပျော်ကြီးပျော်တဲ့နေအလူကြီးပေးတဲ့နေအလူကြီးပေးတဲ့နေအလူကြီးပေးတဲ့ဒီနေ့လေးမှာမိသားစုတွေအားလုံးပျော်တဲ့နေပြုံးမျက်နှာမြင်ရတာစိတ်ချမ်းမြေ့တဲ့နေမာလိကတန်စာလေးနဲ့သမီးလေးနဲ့ပျော်နေလိုက်တာစိတ်ချမ်းသာတဲ့နေတာရှင်လောင်းလေးရဲ့အပြုံးမျက်နှာမြင်ရတာစိတ်ချမ်းမြေ့တဲ့နေမာလိကတန်စာလေးနဲ့သမီးလေးနဲ့ပျော်နေလိုက်တာစိတ်ချမ်းသာတဲ့ပြောသည်ပြောတဲ့နေတို့လူကြမှာအမျိုးသမီးလေးတွေပြောသည်ပြောတဲ့နေတို့လူကြမှာအမျိုးသားလေးတွေပြောသည်ပြောတဲ့နေတို့လူကြမှာအမျိုးသမီးလေးတွေပြောသည်ပြောတဲ့နေတရားလို့တစ်နေ့လုံးအပြုံးပန်းတွေနိုင်နိုင်ပွဲတော့နေလောမောတိကြနေဂုံယူအလူမရွှေလန်းတက်ကြွအလူပိရတာအပျော်ကြီးပျော်တဲ့နေအလူကြီးပေးတဲ့နေအလူကြီးပေးတဲ့နေအလူကြီးပေးတဲ့ဒီနေ့လေးမှာမိသားစုတွေအားလုံးပျော်တဲ့နေအပြုံးမျက်နှာမြင်ရတာစိတ်ချမ်းမြေ့တဲ့နေမာလိကတန်စာလေးနဲ့သမီးလေးနဲ့ပျော်နေလိုက်တာစိတ်ချမ်းသာတဲ့နေရှင်လောင်းလေးရဲ့အပြုံး